မင်္ဂလာပါ ဟုတ်ကဲ့မင်္ဂလာပါ ဟုတ်ကဲ့ပါဟိုတတလေးရကိုလေးမိတ်ဆက်ပေးပါအောင်ရှင် ဟုတ်ကဲ့ပါကျွန်တော်နာမည်ပေါင်းခန့်ပိုင်းပါခင်ဗျာကျွန်တော်အခုအသက်ကတော့16နှစ်ရှိပါပြီပညာရေးရှင်းကတော့ GED အဲ့ဒါ Higher Education အဲ့ဒါခင်ဗျာ total အမှတ်ကတော့684မှတ်ပါခင်ဗျာ ဟုတ်ကဲ့ပါတတလေးရဘယ်မျိုးပါလဲ ကျွန်တော်ကနေပြီးတော့ပါခင်ဗျာ ဟောနေပြီးတော့ဟုတ်ကဲ့ဟိုဒါအခုနော်အမားနဲ့ဒါပထမဆုံးကြိမ်မန္တလေးရုံမှာဆုံဖူးတာပေါ့နော်ဟုတ်ကဲ့ပါအခုတတလေးရဒီပြောမယ်ဆိုလို့ရှိရင် Cup Plan ပေါ့နော်စင်ကာပူနိုင်ငံရဲ့ Cup Plan ရဲ့ 50% scholarship ရထားလို့ကြားတယ်အဲ့တော့တားအနေနဲ့ကဒီ scholarship တွေရဖို့အတွက်ဒါဘယ်လိုမြန်ပြင်ဆင်ခဲ့တယ်လဲဆိုတာလေးအသေးစိတ်လေးသိချင်ပါတယ် ဟုတ်ကဲ့ပါခင်ဗျာကျွန်တော် scholarship ရဖို့အတွက်ကအရင်ဆုံးပထမဆုံးတိတ်ချက်လိုတာကတော့ academic qualification အဲ့တော့ကျွန်တော် GED ကိုပဲဦးစားပေးစိုင်းမှန်လုပ်ခဲ့ပါတယ်ဗျာကျွန်တော်အကြောင်းလျှောက်ချင်တဲ့ကာလကတော့ဒီ2025မကုန်ပါခင်သူများရဲ့ကျွန်တော်ဒီမြန်မာနိုင်ငံမှာရှိနေတဲ့ငယ်ချင်းတွေကလည်းသူတို့မြန်မာတက္ကသိုလ်တွေတက်နေကြတယ်အဲ့တော့ကျွန်တော်ကလည်းသူတို့နဲ့နောက်ကျမခံတက်ရှင်ပါခင်ဗျအဲ့ဒါကြောင့် GED ကိုလာအပြည့်လေးထားတဲ့အပြည့်ကျွန်တော်ပြီး try နေတယ်ကျွန်တော်ကို self study တယ် self study program join တယ်ကိုမပြီးမှစာလုပ်တယ်လောရင်းနဲ့အဲ့လိုပဲကိုရဲရင်းနဲ့ဖြေလိုက်တာခင်ဗျအဲ့ဒါကျွန်တော်လည်းဒီလောက်ထိရလာပါတယ်ပေါ့နော်684မိနစ်ရတာပါတယ်690လည်းမဆိုအများကြီးပဲเนาะဒါလည်းเนาะ congratulation ပါနောက်တစ်ခုဒီ scholarship 50% ရတယ်ဆိုတာဒါ GD အမှတ်တခွင့်နေမဟုတ်ဘူးလေဒါအတွက်ကတခြားဟိုအကြောင်းမှာဟိုဆက်ပြီးတော့ကျတော့ရေးရတယ်ရှိသေးတယ်ပေါ့နော်ဖြေရရှိသေးအဲ့တော့လည်းဒါဘယ်လိုများစူးစမ်းခဲ့တယ်ကြော်ဖြတ်ခဲ့တယ်လေးပြပြပေးပါအောင်ရှင်ဟုတ်ကဲ့ပါခင်ဗျကျွန်တော်အခုအင်္ဂလိပ်စာကိုလည်းလို့စမ်းပြတော့လေးလာနေပါတယ်ခင်ဗျခုထိလည်းလေးလာနေသေးပါကျွန်တော်အင်္ဂလိပ်စာကိုတော့ငငယ်တုန်းကလည်းစတက်ခဲ့တယ်အကြောင်းကဆရာမအကြောင်းတွေနဲ့လည်းကျွန်တော်တက်ခဲ့တယ်အခုလည်းအစီအရောလည်းကျွန်တော်ဒီ IELTS British Council တို့ free course တွေပါတယ်ဘယ်လိုစခါရလဲချက်ကြည့်ကြည့်ပေါ့နော်အဲ့ဒီပြီးတော့ကျွန်တော်ကိုယ့်ကိုပြန်ရေးရရရှိရပြီး grammarly နဲ့ပြန်ချက်ရတယ်အဲ့လိုပြီးမှ essay ကိုလည်းကျွန်တော်ကောင်းကြီးရလေ့ကျင့်ပေးခဲ့ပါတယ်ဗျကြာဖို့လို့တားရဲ့ result ကနော်ဘာလို့လူကောင်းများစွာနေရမှာဒီ 50% scholarship ရဖို့ဆိုလွယ်တာမဟုတ်ဘူးเนาะအခုတားက plan မှာတွတ်တယ်မဲ့ဒီ scholarship ရတဲ့ title လေးလေးပြပြပေးပါဦးဟုတ်ကဲ့ပါခင်ဗျကျွန်တော် scholarship title ရတော့ Kaplan Merit Scholarship 50% ပါခင်ဗျdiploma ကို IDO ကျောင်းလက50% reduce ပေးတာပါခင်ဗျဒီကောင်းရင်နော်အဲ့တော့တကယ်ဆိုရင်ဒါ Kaplan ရဲ့ diploma ID ရဲ့သူရမှုရင်းစင်းတော့ကအစင်းဒေါ်လာ15000လောက်ရှိတယ်အခုဒါ50% ရတော့အကျဉ်းများပဲဆိုတော့ဒါ8000ပတ်ချက်လောက်ပဲတွေ့ရတာပေါ့နော်ဒါဆိုအများကြီးကိုပြောတော့ပြီနော်ဒါရက်ကအဲ့ဆိုအမှဆက်ပေးချင်ပါဒီ diploma ID ပြီးတော့ရင်ဒါ bachelor ကျတော့ဘယ် major ကိုဆက်တင်မှာပါလဲကျွန်တော် bachelor ကျွန်တော်စိတ်ဝင်စားတဲ့ major ကတော့ bachelor of cyber security and digital forensic ပါခင်ဗျကျွန်တော်ဒီ cyber security ကျွန်တော်ဘာလို့လေ့လာချင်လဲဆိုတော့အခုဒီ growing AI demand တွေမှာပေါ့နော်ဒီ artificial intelligence ကလည်း AI အားတွေကောင်းလာပြီးလူတွေကလည်း scam ခံနေရပြီးကုမ္ပဏီတွေတော်များများ cyber security ဆိုတာနောက်ပိုင်းကျရင်တယောက်မို့တယောက်ကလိုလာမှာပဲဗျအဲ့ဒီအတွက်ကြောင့်ကျွန်တော်ကတော့အဲ့ဒါကိုလုပ်ရှင်ပါတယ်အဲ့ cyber security job ကိုလည်းအဲ့နောက်လာမယ့်အနာဂတ်မှာ AI ကလုံးဝ overtaken လုပ်လို့မရပါဘူးခင်ဗျဒါတော်တော်လေးကိုလေ့လာပြီးတော့เนาะဒီမေဂျာကိုစိတ်ဝင်စားနေရွေးထားเนาะတာမန်ရွေးချက်ကြီးမှချက်လေးရှုပ်ချင်ရအောင်ကောင်းပါတယ်ဒါဆိုရင်တသနာတစ်ခုပေါ့ဒီစင်ကာပူနိုင်ငံမှာကျောင်းတွေအများကြီးရှိတယ်ဒီမေဂျာကြီးလည်းတချို့ကျောင်းတွေမှာသင်ကြတာပဲအဲ့ထက်မှာဒါဘာဖြစ်လို့ဒီ Kaplan ဆိုတဲ့ကျောင်းကိုပြည့်ခဲ့တာပါလဲကျွန်တော်ကျောင်းနေလိုက်ရှာကြည့်တော့ကျွန်တော်ရဲ့အမှန်တကယ် dream ကတော့ Australia မှာလုပ်လက်ရှင်တာခင်ဗျဒါပေမဲ့ကျွန်တော် Australia နဲ့လို့ရှောက်လို့ရမယ့်ကျောင်းတွေရှာကြည့်ရယ် James Scott တွေရှိမယ်ပြီးရင်ဒီ Kaplan ရှိမယ်ဒီ Kaplan ဆိုရင် Murdoch University ဟုတ်တယ်အဲ့တော့ဒီကျွန်တော်အဲ့ Kaplan join နေဆိုရင်အဲ့ James မှာ Kaplan join လို့ဆိုရင် Murdoch University ရဲ့ degree ကိုပေးကြမှာခင်ဗျအဲ့တော့ကျွန်တော် Australia များရတော့ငါစင်ကုန်မှာရအောင်တက်မယ်ကွာဆိုရ Kaplan ကိုရဲ့ဒီ financially ရလို့ချိန်ဆပြီးတော့ရွေးခဲ့ပြတာပါခင်ဗျvery good choice ပါရှင်ဒါဆိုဒီ Kaplan ကဒါငကိုလေးကဒီ Murdoch University Australia ဆိုတော့ချိတ်ဆက်ခဲ့တာပေါ့နော်အဲ့တော့တာရွေးချယ်တဲ့ major နဲ့ပတ်သက်ပြီးတော့ဒီ Murdoch ကနာမည်လေးကြီးပါတယ်ကျောင်းလေးကောင်းတယ်ပေါ့နော်အဲ့တော့ဒါ Kaplan စင်ကာပူမှာတက်တယ်ဆိုတော့တကယ်တွေတော့ Murdoch University ဆရာတွေကိုယ်တိုင်လာတင်တာဖြစ်တယ်ရတဲ့ဘွဲကလည်းဟိုဘက်ကပေးတာဆိုတော့တာရွေးချယ်မှုကအင်မတန်ကောင်းတယ်ဘာလို့ course ကအရန်ကိုကွာတယ်လေဒါပေမဲ့ရတဲ့ဘွဲကျတော့တူပါပဲတူပဲဒါအပြင်ကိုပဲသူကစောစောပြောတဲ့ဒီ scholarship ပါမရခဲ့လို့ကြောင့်မလို့ဒါရဲ့ကုန်ကျစရိတ်ကအများကြီးသက်သာသွားပြီနောက်တစ်ခုကမိဘအတွက်ဂုဏ်ရှိတဲ့သားလေးဖြစ်သွားပြီဒါသားရဲ့ကြိုးစားမှုအရာပေါ့နော်အဲ့အတွက်လည်းမတော်ဒီ early education နေပြီးတော့တတ်တဲ့ကိုအရင်ကုန်ပြီပါတယ်ရှင်ဟုတ်ကဲ့ပါအခုတတ်တော့မှာ December intake နော် December 2025ဆိုတော့ဒါအခုဆိုလို့ရှိရင်ဒါဗီဇာရပြီဆိုတဲ့ပိုင်းနဲ့တွားလို့ရပြီအဲ့အတွက်ကိုလည်းအမတို့သားရဲ့ဒီရင်းနဲ့ဟိုပေါ့စိတ်ကလေးသိချင်တယ်ပေါ့နော်ဒါအမတို့ already company နဲ့ကြောင်းလျှောက်ဖြစ်ပုံလေးရယ်ပြီးတဲ့ခါကျနောက်တစ်ခုကအမတို့ already company ရဲ့လွတ်ဆောင်ပေးတဲ့ဝန်ဆောင်မှုတွေပေါ်မှာဒါဘယ်လိုမျိုးစိတ်ထဲမှာရှိပါလဲအဲ့ဒါလေးတစ်ချက်သိပြရစီဟုတ်ကဲ့ပါ
ကျွန်တော်ကြီးအမှတ်ထွက်ပြီးချင်းအချိန်မှာကျွန်တော်အကြောင်းတွေလိုက်စားရပါတော့ငါ run ရတော့ဆိုတော့ကျွန်တော်တည်တယ်ဆိုတော့လိုက်ရှာဒီမှာကျွန်တော်အများကြီးပဲဒါပေမဲ့ကျွန်တော်တွေ့တော့ကျ irony ကအပေါ်ဆုံးမှာတက်လာကျွန်တော် Facebook feed ပြအဲ့တော့ဟိုဘီကငါနဲ့ကံပါဝင်ကွာဆိုတော့အချိန်မှာအမကကျွန်တော်ချက်ချင်းပြန်တယ်အဲ့ညရင်းချင်းပဲကျွန်တော်ပြန်တယ်ညရင်းချင်းပဲကျွန်တော်ချက်ချင်း video call နဲ့ကောင်းဆက်လေးလုပ်ပေးတယ်အဲ့တော့ကျွန်တော်လေးမနဲ့ကံပါတော့နော်အဲ့တော့ချက်ချင်းအမဘက်ကလည်းကျွန်တော်အဲ့လိုအခြေပါအချိန်ဆိုင်နေပဲခင်ဗျာအဲ့လိုချက်ချင်းလုပ်ပေးတယ်ကျွန်တော်ဘက်ကလည်းအစေးတွေအချိန်မီတင်လိုက်တယ်အဲ့တော့ညရဲ့ team work နဲ့ကျွန်တော်တို့ run လိုက်တာ scholarship ရပါပါတယ်ခင်ဗျာဟုတ်ပါပြီရှင်အဲ့ဒါဆိုရင်တအခုမမတို့ရဲ့ already service တွေပေါ်မှာတားရဲ့မြင်တဲ့ comment လေးပေါ့ဘယ်လိုမြင်လဲ already မှာ support ကျွန်တော်ရှိတယ် ready for everyone နဲ့ Facebook မှာရှိတယ်အဲ့လိုပဲအမကလည်းညပဲကြည့်တာကိုသူ့ခန်းထဲကနေအများ ready ပြေးနေရပါခင်ဗျာအရင်ကိုကျေးဇူးတင်ပါတယ်တိတ်ကောင်းတဲ့ comment လေးပါအမလည်းဘာလို့ဟိုဒါတို့လို့ပေါ့ဟိုပြောမှဆိုရင်တက်ကြွတယ်ပေါ့နောက်တစ်ခုအကျိုးစားတယ်ပေါ့နော်ဟုတ်အဲ့တော့ဒီလိုခေတ်လူငယ်တွေအတွက်ကိုအမတို့ကလည်းတထောင်တနေရာကနေဒီလို already education တွေပံ့ပိုးခွင့်ရတာကောဒါတကယ်ကိုကျေးဇူးတင်ပါတယ်တကယ်ဆိုရင်ဒါဟိုနဲ့ contact လုပ်တဲ့နေရာဒါအမရဲ့စနေနေ့ညပါဒါအမနာတဲ့အချိန်ပါပဲเนาะဒါပေမဲ့တို့ဒါလေးရဲ့အချိန်ကဒါအမြင်မြန်သွားခြင်းနဲ့ဒီစမှာအထိဖြစ်တဲ့ခါကျငါနာလို့မရဘူးတားအတွက်ကမှအချိန်ပေးရမယ်ဆိုပြီးတော့ဒါတားအတွက်ကမှညာရင်းချင်းစကားပြောတယ်ညာရင်းချင်းကြောင်းလျှောက်ပါတယ်အဲ့တော့ကြောင့်လည်းဒါဒီစမှာအထိကိုပါတာပေါ့เนาะဟုတ်တယ်မလားအဲ့တော့ဒုနေရဲ့ပူပေါင်းဆောင်မှုနဲ့နောက်ဆုံးမှာဒါ finally မှာ 50% scholarship ကိုပါပါတယ်เนาะဒီမှာအဲ့တော့ကျေးဇူးအများကြီးတင်ပါတယ်ဒါလည်းအခုထပ်ပို့ပြီးတော့ဆက်လက်ပြီးတော့အောင်မြင်ပါစေခုတက်ပို့ပြီးတော့လေတားအနေနဲ့ပြောမယ်ဆိုရင်တားရည်မှန်းချက်တွေဘဝရည်မှန်းချက်တွေအကုန်ပြည့်စုံပြီးတော့ကျတော့အလုတ်ကခွင့်လန်းလန်းနဲ့ကောင်းမွန်သလိုပညာရေးမှာလည်းဘက်ချလာတွေမကဘဲနဲ့မာစတာ PhD တက်လှမ်းနိုင်တဲ့တကယ်ကိုတော်တဲ့လူကောင်းတစ်ဖြစ်ပါစေလို့မမဝင်းမဆုတောင်းပေးရနော်ဒါလည်းပေးစင်ပြောင်းကြိုးစားပါမယ်ခင်ဗျ already education ကကျွန်တော်တို့အမြဲတမ်းအဆင်သင့်ရှိပါတယ်ကျွန်တော်ကလည်းအမေးမြန်းထူတဲ့သူကြောင့်ဆိုတော့ကျွန်တော်အမကိုအမြဲတမ်းမေးခွန်းနေမေးတယ်အမကလည်းအားရအောင်ကျွန်တော်ဖြေပေးတယ်အောက်ခြေသိမ်းအစစောင်းကိစ္စအစဒီလိုစီကျောင်းလာကဗီလာရှောင်းမယ်ကိစ္စဖောင်ဖီရမယ်လက်မှတ်ထိုးတယ်ဒါကိုထိုးရမယ်ဆိုတာကျွန်တော်အစားဆုံးပြပြပေးပါတယ်ခင်ဗျဒီဇင်ဘာအင်ဒိတ်အမီအမားတို့ဘက်ကနေချက်ချင်းကိုဗီဒီယိုကောတွေခေါ်ချက်ချင်းအင်းညပဲချက်ချင်းခေါ်ပြီးတော့ run ပေးခဲ့ပါတယ်ခင်ဗျဒီကတော့အများနဲ့အားလုံးအတွက် ready ပါပဲဗျဟုတ်ကဲ့ပါဟုတ်တတလေးရလည်းဒါမမတို့ပေါ်မှာမြင်နေမြင်ရပေါ့နော်ဒါ positive thinking နဲ့ good community ပေးတယ်မမတို့ကလည်းတားတက်ကိုလည်းအခုမှအကြောင်းသွားတတ်မဲ့အချိန်မှမဟုတ်ဘူးတားဟိုဘက်ကိုရောက်ပြီးစင်ငွေရောက်ပြီးကြောက်တက်နေတယ်အဲ့ဒီကာလတစ်လျှောက်မှာလည်းဒါမမတို့အမြဲတမ်းတစ်ခုခုမြန်ခက်ခဲရှင် contact လုပ်ပါအဲ့တော့အမတို့ဘက်ကလည်းအတက်နိုင်ဆုံးပေါ့အမတို့တက်နိုင်တဲ့ဘက်ကနေပြီးတော့တားတော့ကိုဆောင်ရွက်ပေးပါတချို့တော့ကျောင်းသားလက်ဆောင်မှာပိုင်းနေရှိတာပေါ့ဒါပေမဲ့တို့တော့အမတို့ already ကနေလှုပ်ဆောင်နိုင်တဲ့အတိုင်းအတာတစ်ခုထိကတော့အကုန်လုံးအမတို့တာနာမှာရှိနေပါမယ်အဲ့ဒါပြင်သားလေးလည်းအခုသားရဲ့ဘဝရည်မှန်းချက်တွေဖြစ်တဲ့ဒီ ID ပညာရှင်ကြီးပေါ့နော်ဒီဘက်အပိုင်းမှာဒါလည်း ID ပညာရှင်ကြီးဖြစ်ပါစေဒါပြင်လည်းသားရည်မှန်းတဲ့ bachelor မှတစ်ဆင့် master မှတစ်ဆင့် PhD တောက်ထွတ်ထည်တဲ့ဒါရရှိပါစေလောက်ကန်ကောင်းကောင်းနဲ့ရရှိပါစေလို့မမတို့က early education နဲ့ဆုတောင်းပေးပါတယ်ရှင်ဟုတ်ကဲ့ပါမတေးစနဲ့ပြောင်းကြိုးစားပါမယ်ခင်ဗျာမတို့ early ဘက်ကလည်းကျွန်တော်လိုပဲကျောင်းသားတွေမျိုးဆက်တဲ့လူငယ်တွေအလုံးဝေထုတ်ပြီးတော့ကျောင်းသားများအောင်မြင်အောင်လုပ်ဆောင်နိုင်ပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျေးဇူးများကြီးတင်ပါတယ်ရှင်ဟုတ်ပါပါ